ဗရိတ်ကိုကျွန်တော်မိတ်ဆွေတွေတိုက်ရင်တခြားကဏ္ဍတွေလည်းထည့်ပြီးတော့ကစားကြပါဗျာနော်ကျွန်တော်တို့6ဆွန်းလိုင်းထဲမှာပြန်သွားမယ်နော်6ဆွန်းလိုင်းထဲမှာကျွန်တော်တို့ဓမ္မခွန်ထည်စီစကြတာဟုတ်နော်ခွန်ထည်စီစကြတော့ဆက်ချစ်ပရိတ်အောက်မှာသူကကြခဲ့တော့အဲ့ခွန်ထည်စီအောက်တပွဲကျော်မှာလေးထည်စီတစ်လုံးစထည့်တာတခါ2016ထဲမှာလည်းအဲ့ဒီတိုင်းပဲဆက်ချစ်ပရိတ်အောက်မှာကျွန်တော်တို့ခွန်ထည်စီတစ်လုံးကြတယ်အဲ့ဒီခွန်ထည်ရဲ့အောက်တပွဲကျော်မှာလေးထည်စီတစ်လုံးဒါစပြီးတော့ကြခဲ့တယ်အခုကျွန်တော်တို့ဒီနှစ်ထဲမှာဒီနေရာမှာကျွန်တော်တို့ခွန်တုံညကျွန်တော်မကြိုက်လို့ဆိုပြီးမပြပဲထားခဲ့တဲ့ line ကြီးဆက်ချစ်ပရိတ်ကြပါပြီသူ့အောက်မှာခွန်ထိပ်စီးနဲ့နော်အဲ့ဒီခွန်ထိပ်စီးတစ်လုံးထွက်တာနဲ့အောက်တဝဲကျော်မှာလေးထိပ်အဲ့မှာကျွန်တော်တို့ကယူဆတာလွဲသွားတာဘာလွဲသွားတော့ဆိုတော့ကျွန်တော်တို့ယူဆတာအမှန်ပါ तू ကလွဲထွက်တာနော်တို့ဒီမှာခွန်ထိပ်ကခြေပေါင်းကိုအပိတ်ကိုပါလေးထိပ်နဲ့ကစားတာဒုတိယကမှလည်းအဲ့တိုင်းပဲခွန်ထိပ်စီးဒီခြေပေါင်းကိုနဲ့အဲ့ကိုဒီကိုအပိတ်ကိုပါလေးထိပ်ကစားတာအဲ့တော့ကျွန်တော်တို့ကဒီပွဲမှာ6ထိပ်နဲ့954လို့ကျွန်တော်တို့ထည့်ပြီးလေးပိတ်နှလုံးထောင်အောင်ဆိုပြီးတော့နော်ဒီလိုက်ကိုကြည့်တယ်လို့ကျွန်တော်လက်မိတ်ဆွေတွေအကုန်သိတယ်အဲ့တော့ရှေ့ပရိတ်ကလည်းကြာပြီသူ့အောက်မှာခွန်ထိပ်စီးကိုခြေပေါင်း4ဆိုပြီးထည့်တော့ကျွန်တော်တို့ကနောက်ပွဲမှာ4ပိတ်အပိုင်ကန်ရိုက်တာဟို184ကျွန်တော်တို့အောင်သွားရောဟာ4နောက်ပိတ်လည်းအောင်ပြီ184လည်းအောင်ပြီဆိုတော့နောက်ပွဲမှာကျွန်တော်တို့ဘယ်ပြောကောင်းမလဲ4အပိတ်အပိုင်နဲ့ဒီနောက်နှလုံးဒီနောက်နှလုံးတော့ဖြစ်တယ်ဒီ4နောက်ပိတ်ရဲ့ပါ6ထိပ်စီးနဲ့ကျွန်တော်954ဆိုပြီးကျွန်တော်တို့ချထည့်လေးပိတ်နှလုံးထောင်တဲ့ကဏ္ဍတွေလေကျွန်တော်တို့3နှစ်ကျော်ကကဏ္ဍဆိုပြီးတော့เนาะ3နှစ်ကျော်မှာလေးပိတ်နဲ့ထွက်တာဒီတစ်ခွက်တည်းရှိတယ်အဲ့တော့ကျွန်တော်တို့ဒီပွဲမှာချပြီး954 945နှစ်ခွက်တည်းဆိုပြီးတော့ကျွန်တော်လိုက်နောက်ဆုံးညမှာအရင်ထဲမှာတော့ရောက်နေတယ်ကျွန်တော်မိတ်ဆွေတွေ short မတွက်နဲ့ဆိုပြီးကျွန်တော်ပြခဲ့တယ်เนาะအဲ့တော့ဒီမှာရှေ့ပေါင်းလေးပိတ်4ပါ6ထိပ်လို့ထည့်တယ်6ထိပ်မထွက်ဘူး6ခါနဲ့ထွက်တယ်เนาะအဲ့တော့သူ့ကိုကျွန်တော်တို့ပြန်ကြည့်လိုက်ရှေ့ခွန်4ဆိုပြီးသူကစားတာဟုတ်เนาะဗရိတ်ရှေ့ခွန်ထိပ်4ထိပ်သူဗရိတ်ရှေ့ခွန်ထိပ်4ထိပ်ဆိုပြီးသူ့ site ကသူကဒီအတိုင်းပဲပြေးလာတယ်အဲ့တော့အပေါ်ကအထောက်နဲ့ယူတာမရဘူးသူ့ဟာနဲ့သူပဲသူပြေးတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့သူ့ပြေးတဲ့အတိုင်းပြန်လိုက်အဲ့ဒီမှာ4ထိပ်စားကြပြီအဲ့ဒီ4ဒီနောက်တစ်ခါ4လို့ကြာရင်ငါနောက်ပိတ်ရအောက်တပွဲကျော်မှာ4ထိပ်စီနှလုံးမြောက်သူကြလိုက်တယ်အဲ့ဒီ4ထိပ်စီဒီ954ဆိုပြီးထိပ်3လုံး4လို့ဖြစ်ထားတဲ့ဘေးမှာကြတယ်နော်ကြလိုက်တော့အဲ့ဒီကဏ္ဍကအရှိ3နှစ်ကျော်ကကဏ္ဍဖြစ်ကြတယ်3နှစ်ကျော်ကကဏ္ဍ344ဆိုတဲ့ကဏ္ဍနော်344ဆိုတဲ့ကဏ္ဍက433 4ထိပ်စီနဲ့ဖတ်တယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဗရိတ်ရှစ်ထွက်ပြီးခွန်ထိပ်စီထွက်ပြီးတပွဲကျော်4ထိပ်တစ်လုံးစကြပြီဒီလေးနောက်တစ်ခါ4လို့ပြန်ကြရင်ထည့်စီ3လုံးက3လို့ဖြစ်တဲ့ဘေး9နောက်ပိတ်ရဲ့အောက်တပွဲကျော်မှာ4ထိပ်နဲ့ပြန်ထွက်တယ်နှလုံးမြောက်ဒီလေးဒီ4ထိပ်နဲ့ထွက်တဲ့ကဏ္ဍဒီရှေ့3နှစ်ကျော်ကကဏ္ဍဖြစ်တာအဲ့ဒီ3နှစ်ကျော်ကကဏ္ဍဖြစ်ကြမယ်ဆိုတော့အဲ့ဒီမှာတို့နည်းနည်းလေးချော့ရှိတယ်ဆိုတော့ကျွန်တော်994ဘာလို့ပြန်ထိုးခိုင်းလဲဆိုတာ तू ကဒီ4ထိပ်နဲ့ထွက်တဲ့ကဏ္ဍ3နှစ်ကျော်က4နောက်ပိတ်နဲ့ကဏ္ဍနော်ဒီမှာ9ထိပ်9နောက်ပိတ်တပွဲကျော်4ထိပ်နဲ့ထွက်တဲ့ကဏ္ဍဒီရှေ့3နှစ်ကျော်က4နောက်ပိတ်နဲ့ကဏ္ဍလားဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာရှစ်ပရိတ်ခွန်ထိပ်တပွဲကျော်4ထိပ်စီတစ်လုံးကစားပြီအဲ့ဒီ4နောက်တစ်ခါ4လို့ကြာရင်9နောက်ပိတ်ရဲ့အောက်တပွဲကျော်ထိပ်3လုံးက12လို့ဖြစ်ထားတဲ့ဘေးမှာ4ထိပ်နဲ့ထွက်မဲ့4ထိပ်စီကဏ္ဍဒီအရှိ3နှစ်ကျော်က4နောက်ပိတ်နဲ့ကဏ္ဍဆိုဒီတစ်ခွက်ပဲရှိတယ်နော်4နောက်ပိတ်နဲ့ကဏ္ဍဆို994ဒီတစ်ခွက်တည်းရှိတယ်အဲဒါကြောင့်မို့ကျွန်တော် sorry တွေကတော့ပြန်ကြအောင်ကျွန်တော်ပြောထားပါတယ်နော်အဲ့တော့4ထိပ်စီနဲ့ဒီပွဲမှာ459နော်တို့949ဆိုပြီးတော့459လို့ထွက်သွားရင်ထွက်လို့ရတယ်ဆိုပြီးကျွန်တော်အစောကြီးပြန်ကြပြထားပေးတယ်နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီထဲမှာဗရိတ်6နဲ့အရှိ3နှစ်ကျော်က4အပါနဲ့ခဏန်းကိုယူမယ်ဆိုရင်ခုနကျွန်တော်ပြထားတဲ့1နှစ်ကျော်က934ကိုယူမယ်ဆိုရင်အဲ့ဒီခဏန်းက2မျိုးစုံနေတယ်
အဲ့တော့ဒီလိုနှစ်မျိုးစုံတဲ့ကဏ္ဍမျိုးလေးထိတ်နဲ့ထွက်ကမယ်ဆိုရင်4 3ည5နဲ့4 5 3ညဒီ4 5 3ညကပို့ပြီးတော့ကောင်းတယ်3ညနောက်ပိတ်လည်းရှိတယ်နော်5ခါလည်းရှိတယ်ရှေ့တွဲညီအကိုလည်းကျွန်တော်တို့ရှိတယ်ဒါဆိုရင်ဩဂနန်ကသူ့ဖြစ်သွားမလားသူ့ဖြစ်သွားမလားလေးပိတ်နှလုံးထောင်ပြီးတော့တစ်နှစ်ကျော်ကဏ္ဍပေါက်ကမယ်ဆိုတာကိုလည်းကျွန်တော်ပြထားတာရှိတယ်နော်ဟုတ်ဘယ်ဟာဖြစ်မယ်တော့မသိဘူးကျွန်တော်မိတ်ဆွေတွေတိုက်တယ်လို့အစီအစဉ်ဆွဲပြီးတော့ကစားကြပါဗျာနော်ဩဂနန်လိုချင်တဲ့လူကတော့ဒီနေ့ညကနေစပြီးနောက်ပိုင်း1ရက်2ရက်3ရက်4 5ရက်လိုသေးတယ်ဖြည်းဖြည်းချင်းလာယူကြနော်အခုကျွန်တော်ပြတာတွေအားလုံးဒီအရန်ကဏ္ဍတွေဖြစ်တယ်အကြိုက်ရင်ထိုးထားအကြိုက်ရင်လည်းမထိုးနဲ့ဟုတ်လားကြိုက်ရင်ထိုးကြမကြိုက်ရင်မထိုးနဲ့တဲ့နေရာထိုင်ရရွေးရခတ်တယ်ကျွန်တော်တို့ဆရာကြီးရာဇဘွားပြောသလိုပေါ့ကဏ္ဍချာရတာလွယ်ပြီးနေရာထိုင်ရတာခတ်တယ်ဆိုတာဖြစ်နေကဏ္ဍချာရတာလွယ်တယ်နေရာထိုင်ရတာခတ်တယ်ဟုတ်တယ်အရှိပို့လိုက်ရမလို့အနောက်ပို့လိုက်ရမလို့ပြီးခဲ့တဲ့ဘွဲကကျွန်တော်တို့နှစ်ခါဘယ်တော့ကောင်းတာတော့ထွက်တော့ထိတ်ကထွက်တယ်ကျွန်တော်လေးပိတ်နှလုံးထောင်ပြီးတော့ငါကိုလေးအော်ခိုင်းတဲ့ဘွဲဆိုလေးပိတ်ကနေရာရွှေ့လို့တော့မရဘူးထွက်လာတော့ထိတ်ကထွက်တယ်အဲ့ဒါမျိုးတွေပေါ့နော်ကန်နဲ့လည်းစိုက်ပါတယ်ရှင်းတော့ကံပေးပါစီဆရာတဲဟုတ်ခဲ့ပါဗျာကဲမန်းလေးလည်းရေးကြပါအောင်ဘယ်ကဏ္ဍကြိုက်တော့အခုကျွန်တော်ပြသွားတဲ့ကဏ္ဍလေးတွေမှာဘယ်ကဏ္ဍကြိုက်တော့